လေးရှိလားဟုတ်ဘယ်မှာလဲမသိဦးလေးဒီနေ့ဦးလေးဘာနေလေးလဲဒီများနေလေရလားများနေတယ်အဖေများနေတပေါင်းလားပြည့်နေမှာကြောင်းနေအဖေများနေလေးမှာနော်ဦးလေးအတွက်လက်ဆောင်ပန်းစည်းလေးတွေရထားတာပြောလိုက်ပါဦးဘသူကလှုပ်ပေးလိုက်တယ်လို့ထင်လဲဦးသမီးရပဲလုပ်ပြီသမီးလေးကဘယ်မှာတော့ဒီကဝေးနောင်ရမှာဟုတ်လားအဝေးကသမီးလေးဝိုင်းဆိုင်ရနေပြီးတော့နော်ဦးလေးအတွက်ငွေသား2သိန်းနဲ့ပန်းစည်းလေးရဲ့မွေးနေ့ကိတ်လေးလှုပ်ပေးလိုက်တာမပြောဘူးလားပြောပါတယ်အခုလိုမျိုးလေးလေသမီးလေးကကျေးဇူးလေးတည်တတ်တော့ဦးလေးရဲ့စိတ်ထဲမှာဘယ်လိုလေးခံစားရလဲပြီးတော့ပီတိဖြစ်တာပေါ့ဟုတ်ကဲ့ပါအခုတော့လက်ဆောင်ပစ္စည်းလေးလက်ခံပေးပါအောင်နော်ဦးလေးမှာမွေးနေ့ကိတ်လေးရဲ့ဟုတ်ပန်းစည်းလေးရဲ့သမီးလေးကအမှားစားလေးလည်းပါထားသေးရဲ့နော်ဒီနေ့ကြောက်ရောက်တဲ့အဖေများနေမှာစရွေးတဲ့တက်ကြော်ရာကြော်ရှိပါစေဖေဖေရဲ့တဲ့ကျမ်းမာကြီးလည်းကယူဆိုင်ပါနော်တဲ့သမီးကိုစိတ်မပူပါနဲ့နော်တဲ့အရာအလုံးစင်ပြေပါတယ်အဖေတဲ့နော်အရင်ကပြုံးမဆိုမာတာရှိရင်လည်းသမီးကိုခွင့်လို့ပေးပါဖေဖေတဲ့အဲ့လိုလေးမှထားသေးတယ်သမီးလေးကဦးလေးရောအဝေးကသမီးလေးကိုဘာလေးပြောချင်သေးလဲပြောပြီးတော့ကျမကြီးကောင်းနေပါလို့ပဲမှာချင်ပါတယ်ဟုတ်ပြီးတော့ဘာလေးပြောချင်သေးလဲပြောတော့ပါဘူးဟုတ်ကဲ့ဟုတ်ပြောရမလားပြောပါဟုတ်ပြီဖြစ်ဟုတ်ကဲ့ဟုတ်